ထို့နောက်ကိုရောဒီကြွ၍လေဝိအမိရှိသောအခွန်ခံသူသည်အခွန်ခံတဲရိုက်ထိုင်းနေသည်ကိုမြင်တော့ငါနောက်တို့လိုက်လောဟုမိန့်တော်မူ၏ထိုသူသည်လည်းရှိသမျှကိုစွန့်ပြေး၍ထား၍နောက်တော်တို့လိုက်လေ၏ထိုနောက်မှလေဝိသည်ကိုရောအဖို့အလို့ဟာငါမိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍အခွန်ခံတော်သူများနှင့်အခြားသောသူအပေါင်းတို့သည်ကိုရောမှစတော့တပည့်တော်နှင့်တကွစားပွဲ၌လျောင်းကြ၏မှပွဲလုပ်တယ်အခွန်ခံတယောက်ကလေဝိဆိုတဲ့အခွန်ခံတယောက်ကခွန်ခံဆိုတော့ custom ပေါ့ဒီခေတ်နဲ့ပြောရဲလေပတ်စံရတဲ့ကောင်ရဲလေတဲ့မလားဟိုအကုန်သိမ်းထားတာတဲ့ကောင်ချစ်တီးပေါ့ငါတို့မြန်မာပြည်ရင်တော့ငါတို့တီဟာတင်ဆိုးတို့နေထက်လင်းတို့ခေတ်ကဆိုရင်တော့ချစ်တီးပေါ့အဲကောင်အခွန်ခံချစ်တီးပေါ့ဒါပေမဲ့ဒီကောင်ကအခုယေရှုနဲ့တွေ့တဲ့ခါကျတော့ဇာကဲလို့လူမျိုးလူလေးဒီကလည်းယေရှုကအဲ့ဒီလူတွေ့တော့မင်းငါနောက်လိုက်ခဲ့လို့ပြောတဲ့ခါမှာ तू ကလည်းအကုန်ထားခဲ့ပြီးတော့မှလိုက်တယ်တဲ့ထို့နောက်လေဝိဒီကိုရောအဖို့လို့ငါပြောချင်တာ तू ကအဲ့ဒီလေဝိကအဲ့နဲ့ तू ကအကြီးကျယ် तू အယမ်းပျော်သွားပြီ तू ဘာလုပ်လဲဆိုရင်နဲ့ तू ရဲ့အပေါင်းဖော်တွေပေါ့သူ့လိုအခွန်ခံအပေါင်းဖော်တွေသူ့ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေခေါ်ပြီးတော့မှ तू ကဘာလုပ်လဲဆိုအိမ်မှာ तू ကပွဲလုပ်တယ်ပွဲကျင်းပတယ်ယေရှုတွေတပည့်တွေဖွဲ့တွေပွဲကျင်းပအဲ့ပွဲလုပ်တော့အဲ့ဒီသတင်းကိုကြားတော့ဒီမှာကျမ်းပြုဆရာဖာရိရှဲတို့ကတဲ့တင်းတို့ဒီတဲ့အခွန်ခံတော်သူဆိုးတော့သူတို့နဲ့အတူအဘဲကြောင့်စားတောက်ကြတဲ့နည်းဟုတပည့်တော်တို့ကိုကဲရဲ့အပြစ်တင်ကြ၏ဟာမင်းတို့ကောင်တွေကဘာလို့ဒီလိုကောင်တွေနဲ့ပေါင်းတာလဲမင်းတို့ပြောတော့မင်းတို့ကဖျားလူဖျားသားမင်းတို့ကဟလာဖျားနိုင်ငံတော်အလုတ်လုတ်တယ်လဲပြောသေးတယ်ဘာလို့မင်းတို့ဒီလူတွေနဲ့မင်းတို့ပေါင်းတာလဲဒီကောင်တွေကမတရားစီးပွားရှာတဲ့ကောင်တွေမဟုတ်ကလုံနေတဲ့ကောင်တွေသူများစီကမတရားသိမ်းတဲ့ကောင်တွေလူတွေရဲ့စတွေးခွက်ထဲမှာနေတဲ့ကောင်တွေဒီကောင်တွေကလူတွေနှာခေါင်းရှုံးတဲ့ကောင်တွေလူတွေအမြဲတမ်းချိန်ဆနေတဲ့ကောင်တွေမင်းတို့ကဘာလို့အဲ့လိုလူတွေနဲ့ပေါင်းတာလဲယေရှုကတဲ့ကျမ်းမာတော့သူတို့ဒီစေသမားကိုအလိုမရှိတဲ့နာတော့သူတို့သာလည်းအလိုရှိကြ၏ဖြောင့်မတ်တော့သူတို့ကိုနောင်တတို့ခေါ်ခြင်းကငါလာသည်မဟုတ်ဆိုးတော့သူတို့ကိုခေါ်ခြင်းကငါလာသည်ဒါဆိုရင်ဒီမှာပြောချင်တဲ့အရာကဘာလဲဆိုတော့ဒီလေဝိကဘာလို့ယေရှုနောက်ကိုလိုက်လာတာလဲနောင်တရတာဖြစ်တယ်သူကဘာလို့ယေရှုနောက်ကိုလိုက်ယုံမယ်မကဘူးဘာလို့သူအိမ်မှာပွဲလုပ်တဲ့အထိလုပ်တာလဲနောင်တရလို့နောင်တရတာပျော်လွန်းလို့ဖျားကိုသူရတယ်ငါလိုလူကိုဒီဖျားကဒီယေရှုကလက်ခံတယ်အာမင်အာမင်တော့ပွဲလောက်တာပျော်ပွဲရှင်ပွဲဟိုလိုပွဲလောက်တာမဟုတ်ဘူးသူကနောင်တရတာငါ့ကိုလူတွေလက်မခံဘူးဒါပေမဲ့ဖခင်ငါ့ကိုလက်ခံတယ်ဟာလေလုယာအာမင်ငါ့ကိုလူတွေလက်မခံဘူးဖခင်ငါ့ကိုလက်ခံတယ်ငါ့ကိုလူတွေမကောင်းမြင်တယ်ဒါပေမဲ့ဖခင်ငါ့ကိုအကောင်းဆုံးမြင်တယ်ဒီဖခင်လူကငါ့ကိုအကောင်းမြင်ပေးတယ်ငါ့ကိုလက်ခံပေးတယ် तू ကနောင်တရတာဒါကြောင့်ဒီနောင်တရတဲ့နှလုံးသားအစင်းသင်းဖြစ်နေလို့လေဖခင်ကအဲ့ဒီလူပြောတာမင်းငါနောက်လိုက်ခဲ့အဲ့လိုပြောတော့ဟိုကလည်းချက်ချင်းလိုက်လာတာနှခါမစင်းစားဘူးလိုက်လာရုံမကဘူးပွဲကြီးပါလောက်တာအဲ့ဒီပွဲတော့ဘာပွဲဖြစ်မလဲသိလားနောက်တစ်ခါငါဒီလုံးမလုပ်တော့ဘူးအာမင်နောက်တစ်ခါဒီလုံးမလုပ်တော့ငါအကောင်းဆုံးနေတော့မယ်ငါအကောင်းဆုံးသွားမယ်သူတငယ်ချင်းတွေကိုပါသူခေါ်ပြီးတော့မှဒါဆိုရင်တင်းချတယ်အဲ့ဒါကသူကပွဲလုပ်တယ်အဲ့ဒီပွဲကတကယ်ကိုသူဟာလူသစ်ဖြစ်ခြင်းပြောင်းလဲခြင်းရဲ့ပွဲဖြစ်တယ်အာမင်ဒါပေမဲ့အပြင်ကလူတွေအဲ့ဒါမသိဘူးတာမန်လူတွေအဲ့ဒါမသိဘူးဖာရိရှဲတွေကျမ်းသက်တွေကမသိဘူးမသိတဲ့ခါမှာသူတို့ကအဲ့ဒီခုနကအဲ့ဒီလေဝိတို့အဖွဲ့ကိုအဲ့ဒီလေဝိဆိုတဲ့နာမည်ရှိတဲ့သူတို့အဲ့ဒီအခွန်ခံအဖွဲ့တွေကိုအဲ့ဒီဖာရိရှဲတွေကအပြစ်ပြောနေတာမဟုတ်ဘူးဘသူအပြစ်ပြောနေရလဲယေရှုတို့အဖွဲ့ကိုပြစ်ပြောဟာမင်းတို့ကပြောတော့အမှုတော်ဆောင်မင်းတို့ကပြောတော့ဟာသာသနာပြုတယ်မင်းတို့ကပြောတော့ဖခင်နိုင်ငံတော်သူလှုပ်တယ်ဒါပေမဲ့မင်းတို့ကဘာလို့အဲ့ဒီကောင်တွေနဲ့ပေါင်းတာလဲဘာလို့ဒီကောင်တွေရဲ့ပွဲတွေကိုမင်းသွားတာလဲဒီကောင်တွေခေါ်တဲ့နေရာဘာလို့သွားလဲဘာလို့ဒီကောင်တွေနဲ့အတူစားတောက်တာလဲပြည့်ညက်တရားအရာကမတ်နဲ့သူကမတန့်ရှင်းတဲ့သူနဲ့မပေါင်းရအောင်အတူတူမစားတောက်ရအောင်အမင်္ဂလာရှိတဲ့သူနဲ့တရားနဲ့မညီတဲ့သူနဲ့မပေါင်းရအောင်မသွားရအောင်မလာရအောင်ဒါပြည့်ညက်တရားအရာဒါပေမဲ့ယေရှုကဘာပြောလဲ
ကျမ်းမာတော့သူတို့ကစေးသမားကိုမလို့တဲ့နာတော့သူပဲစေးသမားကိုလို့တဲ့အာမင်အာမင်အာမင်ဒါဆိုနောင်တရခြင်းဒီဘာလဲတိလားကိုနာလို့နာနေမှန်းသိတာကိုပြောနေတာကိုဟာနာခြင်းနေမှန်းသိတာအဲ့ဒါနောင်တရခြင်းဒါဆိုအခုလေဝိက तू နာနေတာ तू သိတယ်ဒါ तू သိတဲ့အတွက်အခုယေရှုကလာတယ်ဟာလေလုယာအာမင်ခုနကဖာရိရှဲတွေကျမ်းပြူတွေကသူတို့ကနာလို့နာနေမှမသိဘူးသူတို့ကိုသူတို့ကျမ်းမာတယ်ပဲထင်တာသူတို့ကိုသူတို့မလို့ရောက်ယေရှုကပြောဖြောင်းမှတ်တဲ့သူတွေကိုနောင်တတို့ငါခေါ်တာမဟုတ်တဲ့ဖြောင်းမှတ်တဲ့သူတွေကိုလို့ပြောချင်တာကကိုဖြောင်းမှတ်တယ်လို့ထင်နေဘယ်တော့မှနောင်တရမှာမဟုတ်ဆိုတဲ့သူတို့ကိုခေါ်ခြင်းကငါလာတယ်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အဲ့တော့ယေရှုလာဖို့ကိုကဘာလို့လဲနောင်တရဖို့လို့တယ်မာမန်သိဖို့လို့တယ်နာကျင်နေမှန်းသိဖို့လို့တယ်နာနေမှန်းသိဖို့လို့တယ်မလုံလောက်နေမှန်းသိဖို့လို့တယ်မပြည့်စုံမှန်းသိဖို့လို့တယ်ဟာလေလုယာအာမင်အဲ့ဒီလူတွေအတွက်ပဲယေရှုကလာတာတဲ့ဒါဆိုယောဟန်ကဘာအတွက်လဲယောဟန်ကအဲ့ဒီအတွက်အရင်လာတာယောဟန်ကလူတွေကိုပြောတယ်မင်းတို့နောင်တရကြ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 နောင်တမရရင်ဘုရားသခင်လာလို့မရနောင်တရကြငါတို့ရဲ့နောင်တရခြင်းဒီဘုရားသခင်လာဖို့လမ်းကိုပြင်ဆင်ခြင်းဖြစ်တယ်အာမင်ငါတို့နောင်တရမှာငါတို့စီမှာဘုရားရဲ့နိုင်ငံတော်တည်မယ်ဟာလေလုယာဟာလေလုယာအာမင်ဆိုတော့ယောဟန်ကအဲ့ဒီဟာကိုတရားဟောတယ်ဒါဆိုယောဟန်ကတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေးသွားတဲ့သူဖြစ်တယ်ဒါဆိုဖခင်ရဲ့ process ကိုကြည့်လိုက်ဖခင်တကယ်လုပ်တဲ့အလုပ်ကရိုးရိုးလေးပဲပထမလူကိုနောင်တရဖို့လွတ်လိုက်တဲ့လူကလည်းဝိညာဉ်တော်နဲ့လာတာအာမင်အာမင်ပထမလူကိုနောင်တရဖို့နောင်တရစေဖို့တရားကိုဟောပြောမဲ့သူကိုစေလွတ်တယ်အဲ့ဒီလူကလည်းဝိညာဉ်တော်နဲ့ပြေးသွားတဲ့သူဖြစ်တယ်အာမင်ဟောအဲ့ဒီနောင်တရပြီးတော့မှပြန်ပြီးတော့မှတင့်ကိုအသက်ဖြစ်စေမဲ့ယေရှုခရစ်တော်ကလည်းတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပဲဖြစ်တယ်အာမင်အာမင်ဒါဆိုပြောချင်တာကလူကိုနောင်တရစေမှာလည်းဖခင်ပဲအာမင်အာမင်ဒါကြောင့်နောင်တရစေမှာလည်းဖခင်ပဲအဲ့ဒါပြီးအဲ့ဒီနောင်တရတဲ့လူရဲ့နှလုံးသားထဲမှာပြန်ပြီးတော့မှဝင်ရောက်နေရာယူမဲ့သူကလည်းဖခင်ပဲအာမင်ဟာလေလုယာအာမင်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 တော့ကျွန်တော်တို့ကကိုဘဝကိုနေပယ်မှာကိုရှိနေတဲ့အချိန်ကာလမှာနောင်တဆိုတာကျွန်တော်တို့အတွက်ကနောင်တလို့ပြောရင်ကျွန်တော်တို့ကဖျားနဲ့နောင်တမဟုတ်ဘူးဘဝမှာကိုပဲကိုရဲ့အသက်ရှင်မှုမှာပတ်ဝန်းကျင်ကြောင့်အခြေအနေကြောင့်ပဲငါတို့ကနောင်တရတာဒါပေမဲ့ဒီနေ့တင်ဒီတမာတရားဆိုတဲ့ဒီဖျားရဲ့မျက်မှောက်တော်ထဲမှာတင်ရောက်လာတဲ့အခါမှာဘယ်သူရှိမှနောင်တရလာတာလဲပြောကြည့်အောင်ဘု து ရှိမှနောင်တရလာဖျားရှိမှလူတွေရှိမှအရေးမကြီးဘူးမိတ်ဆွေလူတွေရှိမှအရေးမကြီးဘူးဖျားရှိမှအရေးကြီးတာဟာလေလုယာအာမင်ဟာလေလုယာအာမင်လူတွေပေါ်မှာသင်ဘလောက်ယုံမာခဲ့တယ်ဘလောက်ကောက်ချစ်ခဲ့တယ်ဘလောက်ထိသင်ရက်ဆက်ခဲ့တယ်အဲ့ဒါအဓိကမကြောက်ဟာဆရာအဲ့ဒါဆိုရင်ကျွန်တော်ထပ်လို့ရအောင်မလားအဲ့ဒါကိုပြောနေတာမဟုတ်ဘူးဗမာစကားတရက်စားလဲကြက်သွန်ပဲနှစ်တက်စားလဲကြက်သွန်ပဲပြောချင်တာကကြက်သွန်ဖြူကတစည်းပဲစားစားနည်းနည်းပဲစားစားများများပဲစားစားနန်နာပဲစူးပုတ်ကလည်းနည်းနည်းပဲစားစားများများပဲစားစားနန်နာပဲအပြစ်ကအပြစ်ပဲနည်းနည်းလုပ်လဲအပြစ်ပဲများများလုပ်လဲအပြစ်ပဲခမည်းသူများပစ္စည်းကိုခိုးလဲအပြစ်ပဲသူများပစ္စည်းကိုမခိုးပဲသူများပစ္စည်းကိုလိုချင်တဲ့စိတ်ရှိနေတာမနာလိုနေတာလည်းအပြစ်ပဲအတူတူပဲအဲ့ဒီနှစ်ခုကဘယ်ကောင်ကပုံများတယ်ပုံနဲတယ်မရှိဘူးအပြစ်ကပိတ်တဲ့ချိန်နဲ့ချိန်လို့မရဘူးအပြစ်ကအပြစ်ပဲအာမင်အာမင်ဖယားသခင်ရှေ့မှာတဘောကကျွန်တော်တော့ဒီလောက်မားခဲ့ဘူးတယ်နော်ပြောမယ်အိဗန်နီဇာကျွန်တော်တော့အဲ့လောက်မမားဘူးကျွန်တော်တော့နည်းတယ်ချိန်ရောက် तू က30ရာခိုင်နှုန်း तू က80ရာခိုင်နှုန်းအဲ့လိုမျိုးမရှိဘူးဖယားသခင်ရဲ့ချိန်ကုန်မှာတင်လိုက်အားလုံးအတူတူပဲအပြစ်ကအပြစ်ပဲအာမင်အပြစ်ကအပြစ်ပဲဒါကြောင့်လူအမြင်မှာတော့ဘာဖြစ်နေလဲလူအမြင်မှာတော့ဟာဒီကောင်ကနဲတယ်ဟာဒီကောင်ကများတယ်ဒီကောင်ကတော်တော်ဆိုးတယ်ဒီကောင်ကတော့တိတ်မဆိုးဘူးဒီကောင်ကတော့တော်တော်လိမ့်ပါတယ်ဒီကောင်ကတော့တိတ်မလိမ့်ပါဘူးအဲ့ဒါကလူတွေတတ်မှတ်တာလေဟုတ်လားဟုတ်ပါဘူးအဲ့ဒါလူတွေတတ်မှတ်တာဒါပေမဲ့ဘုရားသခင်ရှေ့မှာကမဟုတ်ဘူးလေ
ဒါဆိုကျွန်တော်တို့ကလူတွေရှေ့မှာငါတို့ရဲ့အမားတွေကိုပြင်ဖို့ဆင်ဖို့ဆိုတာတဲ့ဘသူရှေ့မှာပြင်လိုက်အကောင်းဆုံးဖြစ်သွားမလဲဖယားတခင်ရှေ့မှာငါတို့မာမန်သိပြီးတော့မှပြင်လိုက်အဲ့ဒါပြီးသွားပြီဘဝကြီးဟာလေလုယာပြီးတော့ဒါကြောင့်လူတစ်ယောက်ကဖယားကိုရပြီဆိုရင်အရာအလုံးပြီးသွားတယ်ဆိုတာတော့ပြောတာအာမင်ဖယားကိုရခြင်းဖယားသခင်၌ပြောင်းလဲခြင်းကပြီးသွားပြီကျွန်တော်ပြောလူတွေကလေမပြောင်းလဲခင်လဲဝေဖန်တယ်ပြောင်းလဲပြီးလဲဝေဖန်မှာလူတွေရဲ့တဘာဝပဲဟာရင်တော့လည်းတောက်စားမူယူနေလို့တော့မူယူနေလို့ပေါ့ဟောအခုမှုတော့ဆောင်းလာပြန်ရင်လဲဒီကောင်ပြောတာမှုတော့ဆောင်းစကားပြောတာလည်းချိုးမပြေဘူးဒီကောင်ပြောတာမှုတော့ဆောင်းဒီကောင်ပြီးဒီကောင်အချင်းကမပြောင်းလဲဘူးဒီကောင်ပြောတာမှုတော့ဆောင်းပြီးဘာတရားလည်းမဟုတ်တတ်ဘူးဟောဒီကောင်ပြောတာမှုတော့ဆောင်းဟာဒီကောင်လူမှုဆက်ဆံရေးဒီကောင်အဲ့လောက်မရပါဘူးဒီကောင်ပြောတာမှုတော့ဆောင်းဒီကောင်ချမ်းသာတိကျမဖတ်ဘူးထင်တယ်အဲ့ပြောတဲ့ကောင် तू လည်းမဖတ်ဘူးမဲပြောတဲ့ကောင် तू လည်းမဖတ်ဒီကောင်မှုတော့ဆောင်းတာပြောတာဒီကောင်မစက်ကပ်ဘူးထင်တယ် तू ကစက်ကပ်တာကြာနေပဲ तू လည်းမစက်ကပ်လူတွေကမပြောင်းလဲခင်တော့လည်းမပြောင်းလဲလို့ဩတောက်စားနေတဲ့ကောင်လည်းတောက်စားနေအလျောက် तू မှပြောเสียရှိတယ်ဟောတောက်စားတဲ့ဘဝကနေဟာပြောင်းလဲသွားပြီခေါ်မတောက်မစားဘာဖြစ်ဖြစ် तू တိတလောက်မတ်တလောက်လေးနဲ့ तू ဟာအစေခံနေတာဒီကောင်ကွာချေအောင်ဆရာကုမ္ပဏီနားမှာဒီကောင်မှုတော့စက်ကတ်နေတာပြောတာ3နှစ်ရှိပြီ4နှစ်ရှိပြီဘာမှလည်းတိုးတက်တာလည်းမတွေ့ဘူးကြောင်လဲတာလည်းမတွေ့မင်းအဲ့ဒါဆိုဘိန်းစားဘဝတုန်းကကျတော့မင်းအဲ့လိုမပြောဘူးဟိုအရင်တက်ဆိုင်မင်းအခုဘာဖြစ်မင်းဒီမှာဘုရားမျက်မှောက်တော်ထဲမှာနေနေတယ်လေဒီကောင်ဆက်လိုက်လည်းမတော့ကွန်းလည်းမစားဘာအရက်မှမတော့တနေ့သူဘုရားဆိုင်ဘုရားနဲ့ဆိုင်တဲ့ຢာသူလုံနေတယ်အာမင်ဘယ်လောက်ထိမင်္ဂလာရှိလဲဟာလေလုယာဒါပေမဲ့အဲ့လိုမမြင်ဘူးဟာမတိုးတက်လို့လည်းမတိုးတက်လို့တဲ့ဘာမဖြစ်လို့လည်းမဖြစ်လို့အဲ့ဒါလူတွေဖြစ်တယ်ဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ကဘုရားသခင်ရှေ့မှာပြောင်းလဲသွားပြီဆိုတာကအရေးကြီးတယ်အာမင်အာမင်ဒါဆိုအဲ့လိုဖြစ်ဖို့ကလူဟာနောင်တရဖို့လိုတယ်ဒါပေမဲ့အဲ့ဒီနောင်တကိုရစေတဲ့နောင်တရစေတာလည်းဘာပဲလဲဘုရားပဲဝိညာဉ်တော်ပဲ